တင်းကိုစပြီးတော့စိတ်ကုန်နေတဲ့ယောက်ျားသူဒီလိုလုပ်လိမ့်မယ်တင်းရောတင်းကိုစိတ်ကုန်နေတဲ့ယောက်ျားနဲ့ကြုံတွေ့နေရပါလားခင်ဗျကြုံတွေ့နေရတယ်ဆိုရင်ဒီ comment အောက်မှာ1လို့ရိုက်ခဲ့ပြခင်ဗျနံပါတ်1ချက်သူဝါဒနာပါတဲ့အရာတွေကိုအချိန်ပေးတာများပြီးတော့တင်းကိုအချိန်ပေးတာနည်းနေတယ်အဲ့လိုဖြစ်နေပါလားခင်ဗျဒါမှမဟုတ်လဲ तू ကဖုံးမှာအချိန်ပေးတာများပြီးတော့တင်းပေါ်မှာအချိန်ပေးတာနည်းနေတယ်အဲ့လိုမျိုးဖြစ်နေပါလားခင်ဗျအဲ့လိုမျိုးဖြစ်နေရဆိုရင်လည်းတင်းယောက်ျားကတင်းကိုစပြီးတော့စိတ်ကုန်နေတာဖြစ်ပါတယ်ခင်ဗျနံပါတ်2ချက်တင်းဘာပဲလုပ်လို့တင်းကိုအလိုမကြောက်ဘူးတင်းဘာပဲလုပ်လို့တင်းကိုအပြည့်တွေပါမြင်နေတယ်အဲ့လိုဖြစ်နေပါလားခင်ဗျအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်လည်းတင်းယောက်ျားကတင်းကိုစပြီးတော့စိတ်ကုန်နေတာဖြစ်ပါတယ်ခင်ဗျနံပါတ်3ချက်အရင်ကလိုမျိုးတင်းကိုဂယူမဆိုင်တော့အခုတင်ဘာလုပ်နေတာလဲဟုတ်တယ်ဟုတ်အခုတင်နေကောင်းရဲ့လားတင်နေမကောင်းဆိုရင်လဲဆေးတွေပါတောက်ပြီးပြီလားဟုတ်တယ်ဟုတ်အရင်ကဆိုရင်တင့်ကိုဂီယူဆိုင်တယ်အခုချိန်မှာတင့်ကိုဘာမှဂီယူမဆိုင်တော့ဘူးတင်ဘာတွေဖြစ်နေရလဲတင်ဘလို့ခံစားနေရလဲဟုတ်တယ်ဟုတ်တင့်ကိုလုံးဝဂီယူမဆိုင်တော့ဘူးတင့်အနေနဲ့ဒီလိုမျိုးကြုံတွေ့နေရတယ်ဆိုရင်တင်းယောက်ျားကတင့်ကိုစပြီးတော့စိတ်ကုန်နေတာပဲဖြစ်ပါတယ်ခင်ဗျတင်းယောက်ျားကတင့်ကိုစိတ်ကုန်နေတယ်တင်းယောက်ျားကတင့်ကိုအရင်လိုမချစ်တော့ဘူးဆိုရင်တင်းအနေနဲ့အဆောင်ကိုအသုံးပြုပြီးတော့တင်းလိုတူကိုထိန်းချုပ်ထားလို့ရပါတယ်ခင်ဗျဒီအဆောင်ကသူ့အတွက်လည်းစိုးကျိုးမရှိပါဘူးကိုယ့်အတွက်လည်းစိုးကျိုးလုံးဝမရှိပါခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်ဆေးအပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျသိချင်တဲ့အကြောင်းအရာများကိုလည်းဒီရက် comment အောက်မှာရေးခဲ့လို့ရပါတယ်ခင်ဗျ